ဒီရက်ပိုင်းသတင်းတွေမှာ TNLA တပ်တွေကမိုးကုတ်နဲ့မိုးမိတ်နယ်ကနေစုတ်ခွာပေးမဲ့သတင်းနဲ့နိုင်ငံတကာမှာတော့ထရက်နဲ့ရှီတောင်ကိုရီးယားမှာတွေ့ကြတဲ့အခါရလက်ကောင်းတွေရရှိခဲ့တယ်ဆိုတဲ့သတင်းတွေကရှေ့တန်းရောက်ခဲ့ပါတယ်။ဒါတွေကထူးခြားတဲ့သတင်းတွေဖြစ်တာနဲ့အညီထုံးစံအတိုင်းဝေဖန်သံတွေထွက်ပေါ်လာပါတယ်။အတွင်းသဘောအရကြည့်ရင်သတင်းတွေဟာထူးခြားတော်လဲထူးဆန်းနေတာမဟုတ်ဘဲမျော်လင့်ထားလို့ရတာတွေပဲဆိုတာတွေ့ကြရမှာပါအသေးချာပြန်ကြည့်ရင် TNLA ဟာတရုတ်ရဲ့ကမကထပြုတဲ့ဆွေးနွေးပွဲ6ချိန်လောက်အထိသူတို့လိုချင်တဲ့အနေအထားရောက်အောင်တောင့်ခံဆွေးနွေးပြီးမှဒီအဆင့်ကိုလက်ခံခဲ့တာတွေ့ရပါတယ်ဒီအခြေအနေတွေကိုသေချာနားလည်အောင်မကြိုးစားကြဘဲထင်ရမြင်ရဝေဖန်တာတွေများလာလို့ TNLA ခေါင်းဆောင်တာဖုံးကျော်ကိုယ်တိုင်ထွက်ရှင်းရတဲ့အခြေအနေရောက်သွားခဲ့ရပါတယ်။တော်လန်ရေးတစ်ခုရဲ့ခြေလှမ်းတွေရည်ရွယ်ချက်တွေကိုထုတ်ပြောရတယ်ဆိုတာကောင်းတဲ့အခြေအနေမဟုတ်ပါဘူး။အခုဘယ်ကိစ္စမဆိုလိုင်းပေါ်ကလူတွေအကြိုက်လိုက်လို့ရတော့မဲ့သဘောဖြစ်နေတာပါ။သူတို့ကိုအားလုံးအစီရင်ခံအားလုံးရှင်းပြမှကျေနပ်ကြမယ်ဆိုတဲ့သဘောဖြစ်လာနေတာပါပဲမေးတဲ့သူတွေကမေးကြတော့ဝေဖန်လေကန်သူတွေကလည်းအမြင်ပေါင်းစုံပြောကြတော့တာပါပဲတကယ်တော့မြေပြင်အခြေအနေကိုဘယ်သူကမှအသေးစိတ်သိကြတာမဟုတ်ပါဘူးအသေးစိတ်သိသူတွေထဲမှာတော့အောက်ခြေအဆင့်နဲ့ခေါင်းဆောင်အဆင့်ကကင်တွယ်သုံးသပ်ပုံမတူနိုင်ပါဘူးအပေါ်အဆင့်ကတော့တစုံလုံးရဲ့စီရေးနိုင်ငံရေးမဟာဗျူဟာအမြင်အရသုံးသပ်ပြီးရှေ့လုပ်ငန်းစဉ်ကိုချမှတ်ကြရတာဖြစ်ပါတယ်။လေ့လာဘူးသလောက်တွေ့ကြုံဘူးသလောက်အဖွဲ့အစည်းတွေဘယ်လိုဆုံးဖြတ်လုပ်ကိုင်ကြသလဲဆိုတာမှာတူညီတဲ့ပုံစံတွေရှိပါတယ်။အဲ့ဒါကတော့အရေးကြီးတဲ့ကိစ္စမှန်သမျှထိတ်ဆုံးကလူနည်းစုလေးကသာဆုံးဖြတ်ရတာဖြစ်ပြီးလျှို့ဝှက်ထိန်းသိမ်းရတာဖြစ်ပါတယ်။ဗဟိုကော်မတီဆိုတဲ့အဆင့်အောင်အကုန်မသိပါဘူးတရုတ်မှာဆိုရင်ထိတ်ဆုံး9ယောက်ကပဲအတိကအရေးကြီးကိစ္စတွေကိုကင်တွယ်တာပါ US မှာလည်းကက်ဘိနက်ကအတိကဆုံးဖြတ်ပါတယ်ဝင်ကြီးအဆင့်တွေသိစရာမလိုပါဘူးထောက်လိုင်းရေးသတင်းဆိုရင်ပို့ပြီးတော့လျှို့ဝှက်ကြရပါတယ်အားလုံးကိုအတိပေးရင်တစုံတစ်ယောက်ဖောက်ပြန်သွားတာဒါမှမဟုတ်အရေးယူထုတ်ပယ်ရမယ့်အခါမျိုးမှာသူသိထားတဲ့အရေးကြီးကိစ္စတွေကအဖွဲ့အစည်းအတွက်အန္တရာယ်ရှိတာထိခိုက်လာနိုင်တာမျိုးတွေရှိတတ်ပါတယ်။ဒါကြောင့်အစဉ်အသီးသီးကိုခွဲခြားစီစစ်ထားတဲ့သတင်းတွေကိုပဲပေးတည်တာဖြစ်ပါတယ်။တော်လှန်ရေးကာလမှာယုံကြည်မှုနဲ့တွားကြရတာကြောင့်အပြန်အလှန်ကြောချင်းကပ်ကြရတာဖြစ်လို့အာဏာရပြီးသူတွေလောက်စီစစ်ဖို့မလိုသလိုတိုင်းသည့်ပြည်သည့်လူသိရှင်ကြားလုပ်ဖို့လဲမလွယ်ပါဘူးအကောင်းဆုံးနမူနာတွေကမျက်စိရှေ့မှာတင်ရှိနေပါတယ်AA ဘယ်လိုလုပ်နေသလဲ KIA ဘယ်လိုလုပ်နေသလဲကြီးမားတဲ့စစ်စင်ရေးတွေနိုင်ငံရေးအချိုးအကွေ့တွေအတန်တိတ်လှုပ်သွားနိုင်တာတွေ့ကြရမှာပါပြောရရင်တအောင်အဖွဲ့ဟာမြေပြန့်နဲ့အနည်းဆုံးနေရာမှာရှိပါတယ်။စီးပွားရေးလူမှုရေးဘာသာရေးအရာပတ်သက်ဆက်နွယ်မှုတွေအမြင့်မားဆုံးမှာရှိပါတယ်။အဲဒါကြောင့်တော်လှန်ရေးရင်ခုန်တန်ချင်းနီးစပ်နေတာဖြစ်ပါတယ်။ရှမ်းပြည်နယ်မှာတော့လူမျိုးပိုကြီးတယ်လက်နက်ကင်ပိုကြတယ်ဆိုတဲ့အဖွဲ့တွေကသူတို့အပေါ်တန်းတူသဘောမထားနိုင်တာမျိုးဖော်ပြချက်တွေရှိတာအမှန်ပါပဲဒါတွေကကချင်မှာချင်းမှာကရင်မှာနေရာအများအပြားမှာတွေ့ရတဲ့လူမျိုးတွေကြားမပြေလည်မှုတွေပါပဲအဓိကအားဖြင့်လူမျိုးတွေရဲ့လူဦးရေနဲ့နိုင်ငံရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတပြေးညီမဖြစ်ခဲ့တာတွေကအခြေခံပြဿနာဖြစ်ပါတယ်ဒီကွာခြားချက်တွေဟာတစ်ချိန်မှာလျော့နေသွားကြမှာပါ
အဲ့ဓာတွေကိုဇွတ်တန်းညှိပစ်တာမျိုးကပြေလည်မှုမရနိုင်သလိုအရင်အတိုင်းလေးပဲတန်းမတူတဲ့ပုံစံမျိုးဆက်သွားကြဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူးအပြန်အလှန်နားလည်မှုအတိမတ်ပြုမှုတွေနဲ့တော်လှန်ရေးကိုပဲမျက်နှာမူပြီးသွားကြရမှာဖြစ်ပါတယ်တချို့ကຫນွေဥမှာမပါပဲဘေးထွက်နေကြတာမျိုးရှိတော့ဘသူကအမားလဲဆိုတာတော်လှန်ရေးအမြင်ကိုပဲအခြေခံပြီးကြည်ကြရမှာဖြစ်ပါတယ်ဒါကြောင့်ဗိုလ်ချုပ်တာဖုံးကျော်ရဲ့စကားလိုပဲစမတ်ကြတဲ့ခေတ်ကြီးမှာအားလုံးအမြင့်ကိုပြန်တက်ဖို့လိုချင်တာလက်ရခုစွပ်ဖို့စူးစမ်းကြရမှာဖြစ်ကြောင်းပါအခုဖတ်ပြပေးတဲ့ဆောင်းပါးလေးကတော့ PDF Insight Facebook စာမျက်နှာမှာဖော်ပြထားတဲ့ဆောင်းပါးလေးကိုကူးယူတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ရှင်